နဲ့ကိုရက်တီနိုင်တဲ့အခါကျတော့ချိုးဒီအလုပ်ကိုဒီနုညာနဲ့ဒီ gaming ပဲပေါ့ဒီအလုပ်တွေလုပ်တော့အမေကတော့အားချိုးအိမ်မောစင်တာငါတို့ပြောခဲ့ဘူးလို့ပဲရှေ့မှာအိမ်မောနေစင်တာပတ်စံထောင်ပဲပါဟာလိုမျိုးနည်းနည်းသိရမှာပြီးတော့အခု game နိုင်မှာသွားနေတယ်အဲ့ဒါသားနေပြီးနောက်ပိုင်းကျအဲ့လိုပဲကိုယ့်ကိုတက်မှာရက်တီရပါတော့ကိုယ့်ကိုလုပ်တယ်ဟိုမျိုးရှာရဲအခုချိန်ထိပါဒီအလုပ်တွေလုပ်တာအကုန်လုံးပေါ့နော်နုညာလုပ်တယ်လုပ်တာခွင့်မပြုဘူးဘာမကြောက်ဘူးနော်ကြောက်တယ်နော်ဒါနှစ်ယောက်လုံးမဟာကနေကန်းလှမ်းတာပေါ့နော်ကျွန်တော်နှစ်ယောက်လားကအရင်တော့ကျွန်တော်ကစထရီမာလုပ်တယ်စကားများတယ်သူကကြတော့ game ပွဲမှာ host လုပ်တယ် panelist တွေလုပ်တယ်ဆိုတော့ဒီနှစ်ယောက်ကိုသူတို့ပေါင်းပေးလိုက်တာပေါ့ကြတော့နှစ်ယောက်ပထမဆုံးဒါပြောမှဆို game ပွဲမှာပထမဆုံးတွေ့ဘူးတာပေါ့နော်ရှေ့ပွဲစဉ်တွေမှာဆိုရင်တော့တိတ်မမြင်ဘူးခဲ့နော်တိတ်မတွဲမိဘူးဒီမှာမှပထမဆုံးစုံတာကားရိုက်လည်းမစုံဘူးတခါမှဟုတ်အလုံးကဝါသနာရှင်ကလေးတွေအခုကအမားတို့လည်းတွေ့ရပေါ့နော်အယောက်9000ကျော်ဟိုဝင်ရောက်ရှင်ပြိုင်နေအသင်းပေါင်း1000ကျော်ပေါ့နော်အဲ့ကနေမှတဆင်သူတို့ဒီအဆင့်ကိုရောက်လာတယ်နောက်ဆုံးမှဒီမြန်မာနိုင်ငံရဲ့လက်သစ် Mobile Legend player မျက်နှာသစ်အတင်ထွက်လာမယ်ပေါ့နော်ဆိုတော့ဒါလူငယ်လေးတွေအတွက်ဘယ်ကနေစမှမသိရဲ့ကလေးတွေအတွက်ပေါ့နော်ဒါတကယ်ကိုအခွင့်အလမ်းပေါ့အတင်းမောင်းက1000ကျော်ပေါ့အတင်းမောင်း1000ကျော် player က9000ကျော်ကနေပြီးတော့နောက်ဆုံး16တင်းက qualify ဖြစ်လာတယ်အဲ16တင်းနေရာမှာနောက်ဆုံးကိုနောက်ထပ်ပေါ့နော်ပြိုင်ပွဲတွေရှင်းပြခိုင်းပြီးတော့ချိုးတို့10တင်းကိုကြီးလိုက်တယ်ဒီ10တင်းကို cap ဝင်ခိုင်းပြီးတော့ချိုးတို့ survival stage တွေအများကြီးကြော်ဖြစ်ရတယ်ပေါ့ stage တစ်ခုချင်းစီမှာတစ်တင်းစီပြုတ်တယ်အကနေမှနောက်ဆုံးကျန်တဲ့3တင်းဒီကျန်တဲ့3တင်းကိုသူ့ဝနာမိုးလုံလေးတော့အားလာဝင်မှာဆိုတော့တကယ်ကို pro player တွေ pro ပွဲတွေ tournament တွေအတိုင်းကိုရှင်ပြိုင်ပြီးတော့ကျင်းပပြီးတော့မှဖြစ်ပါတယ်မင်းကလေးအသင်းထဲမှာဆိုလို့ရှိရင်သူတို့ဒီဟိုမင်းကလေး game player ကိုသူတို့ဘယ်လိုရှောက်လို့ရှောက်မှမသိဘူးအခုနောက်ပိုင်းမှာ game player အဖွဲ့လေးနည်းနည်းခေတ်စားလာတဲ့အခါဒီလိုအစီအစဉ်လေးလည်းပေါ်လာအခါမှာသူတို့မှလမ်းကြောင်းလေးပွင့်လာပေါ့နော်သူတို့ဆိုလည်း interview မှာဖြေသွားရှိရသူတို့ဒါမျိုးလုပ်လို့ရမယ်သူတို့မသိခဲ့တဲ့လူတွေရှိရပေါ့နော်ဒီအစီအစဉ်ကနေတစ်ဖက်တစ်လမ်းနဲ့အထောက်အကူပြုနိုင်မယ်လို့လည်းဒါယုံကြည်ရဲဟိုနောက်ဆုံးတကယ်နောက်ဆုံးတော့ဝန်အပင်ထွက်လာတဲ့ခါကျလို့ရှင်သူတို့ဘဝလေးကဘလို့ပြောင်းလဲသွားမယ်ဆိုတော့ဒါချိုးရီပိတ်ကားပေါ်မှာစမ်းကြည့်မှာပေါ့နော်မြန်မာနိုင်ငံရဲ့ပထမဆုံးသော MLBB Tournament and Reality Show ကြီးမှာချိုက host အနေနဲ့တာဝန်ယူတင်ဆက်ပေးသွားပါတယ်ကိုတင်ကောင်းကောင်းနဲ့ pro အသင်းတစ်သင်းထွက်လာဖို့ဆိုတာမလွယ်ဘူးချိုတို့တကယ် pro အသင်းတွေရဲ့ camp မှာတော့မှတစ်ခါလေကြာ facility မစုံတာလိုအပ်တာရှိတယ်ချို့ကလေးဆိုရင်ဒါသူတို့အခုမှဒါကြီးကိုလာပြိုင်မှပဲ9ယောက်စုံမှုကြရအောင်ရှိတယ်အဲ့တော့ဒီမှာကျတော့ဂျာစီကအစလုပ်ပြီးအကုန်လုံး facility အပြည့်အစုံနဲ့လုပ်ပြီး pro အသင်းတစ်သင်းဖြစ်သွားဖို့ဆိုတာမှငွေရလူရအများကြီးစိုက်ရဒီ program ဒီလိုမျိုး program တွေမြန်မာနိုင်ငံမှာဒါပထမဆုံးထွက်လာတဲ့ program ပေါ့နော်တော်တော်များမိဘတွေအကုန်လုံးကဘယ်သူမှအားမပေးကြဘူးအချို့တော့ဒီအလုပ်မှန်တယ်ပြန်ချို့ကနုပညာလောကကိုစဝင်တာမဟုတ်ဒီ gaming ဘက်ကနေလာအဲ့တော့ဒီ gaming ဘက်ကိုစဝင်တော့ဆိုအင်အားလူရစောက်လို့လုပ်နေလို့ပဲသိရမှာဘာလို့လုပ်နေရလဲအဲ့လိုမျိုးပဲထင်တာဒါပေမဲ့တကယ်နောက်ပိုင်းဒါ M2P နောက်ပိုင်းမှာပေါ့နော်ဒါ e-sport ဘက်ကိုလူတွေပို့ပြီးစိတ်ဝင်စားလာကြတယ်ပို့ပြီး tension ပေးလာတယ်ပြီးတော့ e-sport နဲ့ပတ်သက်တဲ့ဒီလိုမျိုးဒါဟိုဘယ်လိုပြောရမလဲ local ပွဲရော official ပွဲရောထွက်လာတယ်အခါမှာပို့ပြီးတော့ဒီဖြစ်ချင်ကြတဲ့ player ဖြစ်ချင်ကြတဲ့ကလေးတွေလည်းပုံများလာတခြားနိုင်ငံတွေဒီ e-sport community မှာပြောရမယ်ဆိုရင်တို့ဒီမြန်မာနိုင်ငံကအရန်တော်ကြတယ်ဒါပေမဲ့တခြားနိုင်ငံအသင်းတွေကုန်တော့ underdog ပဲကုန်တော့ underdog လို့တတ်တယ်ဘာဖြစ်လို့လဲဆိုတော့တို့မှာ facility မစအများကြီးပဲအများကြီး training လိုအပ်တယ် training တွေ facility အပြည့်အစုံလဲဆိုတော့တကယ်ကို MCV ပွဲတွေကိုရှင်ပြိုင်တဲ့အခါမှာအများကြီးပို့ပြီးတော့တာတယ်မြန်မာနိုင်ငံရဲ့တခုတည်းသော Mobile Legend Tournament နဲ့ Reality Show ဖြစ်တဲ့ဒီ Zero to Hero မြန်မာဆိုတဲ့အစီအစဉ်လေးကိုလေးကိုကြည့်ပြီးတော့လေအဲ့လိုခိုင်တန်လေး Reality Show ဆိုတဲ့အတိုင်းပဲပေါ့နော်ဟိုသူတို့ဟိုပြုတ်သွားတဲ့အသင်းတွေရောရှိရဲဆိုတော့အဲ့ဟာလေးကိုကြည့်ပြီးတော့ချိုးကြီးနဲ့ကျွန်တော်နဲ့ဆိုလေအဲ့လိုစိတ်မကောင်းကြဘူးကလေးတွေနဲ့လည်းအခုဆိုလို့ရှိရင်သူတို့ကမ်ဆာကလေးအတူတူဟိုမြင်နေတွေ့နေကြရင်းနှီးနေပြီးတန်ရုံးစင်ဖြစ်နေတဲ့ကလေးတွေကြတော့လေအဲ့လိုပျော်လားဆိုတော့လေဟိုနိုင်ဝိုင်းအသင်းတွေတွေ့တော့ပျော်ပေမဲ့ရှုံးဝိုင်းအသင်းတွေတွေ့တော့စိတ်မကောင်းပါတော့ဥပမာနဲ့ချိုးဟာဆိုတဲ့မှာအဲ့လို script လောက်တာရှိရလေဒါပေမဲ့ချိုးတို့ဒီ relation no script အကုန်လုံးကတကယ်တို့ဖြစ်လာတဲ့ emotion ပေါ်မှာလည်းပူကြည့်ပြီးအကုန်လုံးရိုက်တာချိုးတို့အကုန်လုံးတိုင်ပင်ထားဘာမှမရှိဖြစ်သွားတဲ့ကိစ္စတွေအကုန်လုံးအဲ့လိုမျိုးရုပ်တရက်ဖြစ်လာတဲ့ကိစ္စတွေပဲရိုက်တယ်အဲ့တော့အမဟိုပါဗောနော်လာတဲ့ကလေးတွေကတချို့ဆိုတောင်ကြီးတို့ပါတော့ကနေလာကြရှိရဲဝေးပဲခုနမှာတော့တွေ့တဲ့အတိုင်းပဲမိဘနဲ့ဟိုဒီလောက်ပြီးတော့
ဒါရမရသူတို့ခိုင်းတာလောက်ရမယ်ဆိုတဲ့ဟာမျိုးလည်းအများကလေးမျိုးလည်းအများကြီးပေါ့နော်ဒီ background story အကုန်လုံးကိုလည်းဒီ analyze လုပ်ပြီးတော့ထည့်ပြီးတော့ပြောထားတယ်လည်းရှိရပေါ့နော်တကယ်ပြောတာဟိုချိုးပြောလို့လည်း secret လည်းမဟုတ်ဘူးကလေးတွေရဲ့သူတို့ရဲ့ဟိုကွဲပြားတဲ့ background တွေကနေဘယ်လိုတွေရုန်းကန်ပြီးဒီကိုရောက်လာဆိုတဲ့ဟာတွေကဒီ program ကြီးမှာတကယ်ဟိုအမှန်တိုင်းမြင်ရမှာပါ